Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဒီ Top Food Hall တွေကဒီအစားအသောက်လေးတွေကိုတင်လိုက်ပါတယ် Central Festival ကဒီ immigration ကိုသွားရင်းနဲ့တင်စရာလည်းမရှိတော့တာမို့လို့ဒီအောက်ဆုံးမှာရှိတဲ့ဒီ Food Hall တွေကိုဝင်ပြီးတော့ဒီတစ်ချက်လောက်ရိုက်ခဲ့လိုက်တာပါဒါကတော့ဒီ Western အစားစရာအတန်းလေးဖြစ်မဲ့ထင်ပါတယ်ဒီ lasagna လားပါလားအဲ့လိုမျိုးတွေးခဲ့လို့ပါအခုတွေ့နေရလေးကတော့ဒီကော်ပြန်စိမ်းလေးတွေပေါ့နော်ဟိုဘက်မှာကကြတော့ထိုင်းအချိုတဲစရာဒီ dessert လေးတွေပါဒီမှာဆိုရင်ဒီငချိတ်ပေါင်းရဲ့ထမင်းဖြူလေးရဲ့ဒီ jasmine rice လေးပေါ့နော်အဲ့ဒါလေးတွေတွေ့ရပါတယ်ပြီးတော့ဒီဘက်ကကြတော့ဒီထိုင်းဟင်းပွဲလေးတွေပါဒါဆိုရင်လည်းဒီအသင်စားထမင်းဘူးလေးဖြစ်ပြီးတော့ဒီအယောင်ဆုံလေးလေးနဲ့စားကြင်စရာလည်းကောင်းလာပါတယ်ဒါလေးကတော့ဒီငါးတွေထားတဲ့ငါးကောင်တာလေးတစ်ခုပါသူလည်းတော်တော်စားကြင်စရာကောင်းပါတယ်ဒီမှာတော့ဒီ sandwich တွေတို့ဒီ salad တွေပေါ့နော်သူဟာနဲ့သူတော့ဒီ foreigner တွေလည်းများတာဆိုတော့ရောင်းရမယ်ထင်ပါတယ်ဒါတွေကတော့အသားကင်လို့မို့အဲ့လိုမျိုး steak တွေလိုမျိုးပေါ့နော်ဒါရှော့သေးချထားတာပါဒီအဝိုင်အောင်လေးတွေကတ်ထားတာပေါ့နော်ဒီအသားတွေရဲ့ဘေးမှာတော့ဒီငါးတွေကိုလည်းထပ်ပြီးတော့တွေ့ခဲ့ရပါသေးတယ်ဒီဂျပန်စတိုင်လေးတွေဖြစ်မယ်ထင်ပါတယ်ဒါကတော့ဆူရှီတွေပဲရှိတဲ့ဒီဆူရှီစတန်တွေပေါ့နော်ဒီမှာဆိုလဲကိုမသိတဲ့ဟာတွေရောသိတဲ့ဟာတွေရောရောနေတာပေါ့နော်တော်တော်လဲဒီဘယ်လိုပြောရမလဲအယောင်သွေးလာပြီးတော့တော်တော်လဲစုံပါတယ်ဒီမှာလဲဒီ salmon လားအဲ့လိုမျိုးပဲထပ်ပြီးတော့တွေ့ခဲ့ပါသေးတယ်ဒီဆူရှီတွေနားနေတယ်ဆိုတော့ဒီသူလဲမရှိမဖြစ်ပဲပေါ့နော်ဒီ ready made လိုမျိုးလေးအဲ့လိုမျိုးလောက်ထားဆိုတော့ဒီတက်ရှင်းတက်ရဲလည်းဖြစ်နေပါတယ်ဒီမှာဆိုရင်ဒီနှမျောရိုးလေးတွေအစတွေ့ခဲ့ပါသေးတယ်ဒီတပူးကိုဒီ159ဘတ်ဆိုတော့160ဆိုရင်မြန်မာငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်တော့ဒီ2200 2300လောက်တော့ရှိမယ်ထင်ပါတယ်ဒီ roasted ဆိုတာကြတော့ဒီကြက်ကင်လို့ပဲပြောလို့ရမယ်ပေါ့နော်ဒီကြက်ကင်တွေလည်းတွေ့ခဲ့တယ်ပြီးတော့ဒီသုံးတက်သားကင်တွေပါရှိပါသေးတယ်ဒါတွေကတော့ဒီဝက်ပေါင်အဲ့လိုမျိုးစတိုင်တွေပေါ့နော်ဒီမှာဆိုလဲဒီပေါင်မုံတွေကိုဒီပုံစံမျိုးစုံနဲ့ဒီရသာမျိုးစုံပြီးတော့ texture မျိုးစုံအဲ့လိုမျိုးလဲတွေ့ခဲ့ပါသေးတယ်ဒီတစ်ခုကိုမှသူက3540 45ဆိုတော့ဒီထမင်းတစ်နက်စာပေါ့နော်ဒီမြန်မာငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်တော့ဒီ6500 9000နီးပါးပါဒီဘက်ကောင်တာတွေမှာတော့ဒီအနောက်တိုင်းစားစာလို့ပဲပြောရမယ်ပေါ့နော်ဒီလိုမျိုးပါမုတ်အကျန်းတွေတွေ့ပါတယ်ဒါတွေကတော့ဒီခုနကပါမုတ်ဒီချိုးတို့ဒီဖြူတို့ထက်ဆိုင်တော့ပို့ပြီးတော့ကျန်းမာရေးအတွက်တင့်တော်ရလို့ကြားပူပါတယ်ဒီအနောက်နိုင်ငံဒီဇကားတွေထဲမှာတော့ဒီပါမုတ်တွေကိုလိဖြတ်ပြီးတော့ဒီဘေကွန်တို့ cheese တို့အဲ့လိုမျိုးသူတို့စတိုင်လေးတွေစားကြတာပေါ့နော်ရေးထားတာကတော့ဒီဂျပန်ကစုံဥပါဒီဂျပန်အားဆိုတော့ဒီနည်းနည်းဈေးလဲကောင်းပါတယ်ပြီးတော့ဒီမှာဆိုလဲဒီလက်ဆက်ခွဲထားတဲ့အသီးတွေစုံလင်းကိုတွေ့ခဲ့ရပါတယ်ဒီမှာဆိုလဲဒီမာကလာသီးတွေ့တယ်ဒီလိမ္မော်သီးတွေ့တယ်တင်မော်သီးတွေ့တယ်ပြီးတော့အသီးစုံလဲတွေ့ခဲ့ပါသေးတယ်
ဒါကကြတော့ဒီဆဲလက်ဘက်ကိုမှဒီဆဲလက်ကိုမှကိုရိုင်းဟို UAD နဲ့လောက်ရတဲ့ဟာလေးပေါ့နော်ဒါကတော့မိကင်ထားတာလေးတွေပါဒီဘက်ကကြတော့ဒီပြီးဖြတ်ပြီးတော့ဒီလက်ဆက်ဆက်လောက်ထားတဲ့ဟာလေးတွေပေါ့နော်ဒီမှာကြတော့ဒီ immigration လက်ရှိတာဆိုတော့နိုင်ငံသားတွေစုံတဲ့ခါကြတော့ဒီဆဲလက်စားတဲ့နိုင်ငံသားတွေဘာညကွကွဆိုတော့ဒီလိုပဲပေါ့နော်ဒါကတော့ကိုနတ်ဒီအုံးသီးပေါ့နော်ဒီထဲမှာအရေးလဲတောက်လို့ရမယ်ဒီနုရဆိုရင်တော့စားလို့လည်းရပါမယ်ပြီးတော့ဒီမှာဆိုလဲဒီအသီးလေးတွေကိုဒီရောင်စုံစုံလေးနဲ့ဒီ packaging လေးတွေနဲ့ထပ်ပြီးတွေးခဲ့ပါသေးတယ်ဒီမှာဆိုလဲတရက်သီးသင်္ဘောသီးပြီးတော့မာကလာသီးပိန်းလဲသီးရောတွေးခဲ့တယ်ပြီးရင်ဒီငကမောက်သီးကိုမှ2မျိုးပြီးတော့ဒါလေးတွေကတော့အချင်းလေးတွေပြီးရင်တော့ရှောက်ပန်းသီးဒီရှောက်ပန်းသီးကိုမှအယောင်2မျိုးပေါ့နော်ဒါလေးတွေကတော့ဒီဘီကွန်နေတို့ဒီဟမ်နေတို့ဘယ်လိုပြောရမလဲအဲ့လိုအနောက်တိုင်းစတိုင်လေးပေါ့နော်ပြီးတော့ sausage တွေကိုမှပုံစံမျိုးမျိုးအရွယ်အစားမျိုးမျိုးပြီးတော့အသားအမျိုးမျိုးပေါ့နော်ဒီထိုင်းကကြတော့ဒီတော်တော်လဲဒီ decorated လဲဖြစ်တယ်တော်တော်လဲအဲ့လိုဘယ်လိုပြောမလဲလှအောင်လဲလုပ်ကြတယ်ပြီးတော့ဒီနိုင်ငံသားတွေလည်းဒီမှာတော်တော်ဝယ်များပါတယ်ဒါကတော့ရေနဲ့ဆိုင်တဲ့ဟာတွေပေါ့နော်ဒီမှာဆိုလဲဆာမွန်တွေကိုတော်တော်လှတွေ့ရပါတယ်ပြီးတော့ရင်းကြီးလေးတွေလည်းတွေ့ပါတယ်ပြီးတော့ဆာမွန်ကိုလည်းဒီအလွာလေးတွေကအတုံးတွေအဲ့လိုမျိုးလဲလိဖြတ်ထားပါတယ်နော်ဒါကတော့အသားစိမ့်တန်းပါဒီမှာဆိုလဲဒီပုံစံမျိုးမျိုးဒီအသားမျိုးမျိုးကိုမှဒီတန့်စင်ပြီးလုပ်ပြီးသားကိုမှသူတို့ grand နဲ့ထိုက်ပြီးရောင်းတာပေါ့နော်ဒီနိုင်ငံသားတွေလည်းလာတယ်ဒီနိုင်ငံသားတွေရှိတဲ့နေရာဆိုတော့ဒီဈေးကတော့ဒီပုံမှန်ထက်တော်တော်များပါတယ်ဒီသူတို့လုပ်ထားတဲ့ဟာတွေအတွက်ကောဒီ processing ဒါ fee အတွက်ပါထည့်ထားတယ်ထင်ပါတယ်ဒီတခြားဒီ macro တို့ဒီဘယ်လိုပြောမလဲ lotus တို့ biscuit လို့မျိုးဒီဘန်းလိုက်ကြီးဒီဟာလာပြင်ကြီးချထားမဟုတ်ဘဲနဲ့ဒီလူမျိုးတွေးရတယ်ဆိုတော့နည်းနည်းဆန့်ပြီးတော့နည်းနည်းလေးဘယ်လိုပြောမလဲတခုခုကိုအဲ့လိုတခုခုခံစားမိတာပေါ့နော်ဒါဆိုလဲဒီဈေးတွေကမြောက်နေရဆိုတော့ premium နေထင်ပါတယ်ဒီမှာလဲဝိုင်ဘလင်းတွေကတော့အစုံပလုံးကလုံးစုံပေါ့နော်ကျွန်တော်ကတော့ဒီဝိုင်နဲ့ပတ်သက်ပြီးတော့တီးလည်းမသိဘူးသိလည်းမတတ်တတ်ဘူးဆိုတော့ထားလိုက်ပါတော့ပေါ့ဒါတွေဆိုလဲဒီနိုင်ငံခြားထုတ်ပစ္စည်းတွေပေါ့နော်ဒီတော်တော်များများစုံစုံလေးလည်းတွေ့ရပါတယ်ဒီကျွန်တော်လည်းသိတယ်လို့နဲ့မသိတယ်လို့ကိစ္စလေးတွေပေါ့နော်ဒါတွေကတော့ဒီ cheese တွေဖြစ်မဲ့ထင်တယ်သူလည်းဒီစုံစုံလင်းလင်းပဲအဲ့လိုမျိုးလှလှပပလဲတွေ့ခဲ့ရပါတယ်ဒါကတော့ဟင်းသီးဟီရွက်တန်းပေါ့နော်ဒီမှာဆိုလဲသူဟာနဲ့သူလှုပ်ပြီးဒီချိန်ပြီးတော့ဒီဈေးလေးတွေကပ်ပြီးတော့တသက်ရရလေးပါဒါဆိုလဲဒီလိမ္မော်သီးကိုမှဟိုလိမ္မော်ဒီလိမ္မော်အဲ့လိုလိမ္မော်စုံကလုံးစုံပေါ့နော်ဒီမှာဆိုလဲလိမ္မော်တွေလည်းတော်တော်များများတွေ့ပါတယ်ဒီမှာဆိုလဲတရက်သီးတွေကိုတွေ့ပါသေးတယ်ဒီမှာဆိုလဲတရက်သီးက2မျိုး3မျိုးပေါ့နော်အစိမ်းတွေလည်းရှိတယ်အမဲတွေလည်းရှိတယ်ဒီသူ့ဟာနဲ့သူတော့ပွဲပြမယ်ထင်ပါတယ်ဒီမှာဆိုရင်တော့ဒီငကမောက်သီးတောင်မှဒီအဝါလေးလည်းတွေ့တယ်ဒီဘယ်လိုပြောမလဲပုံမှန်ငကမောက်သီးလည်းတွေ့ပါတယ်ဒီမှာဆိုလဲဒီနနသီးကိုအကြီးတွေးခဲ့ပါသေးတယ်ဒီထိုင်းမှာဆိုရင်တော့အသေးလေးတွေကတော့ခက်စားတာပေါ့နော်ပြီးရင်တော့ကျွဲကောသီးပါတွေ့ပါသေးတယ်ဒီမှာမင်းကောသီးတွေလည်းရှိတယ်ပြီးတော့အုံသီးလည်းရှိပါတယ်ပြီးရင်တော့ဒီတင်မောသီးရှိတယ်ဒီတခွားမွေပေါ့နော်အဲ့လိုမန်လွန်စတိုင်လေးတွေပါရှိပါသေးတယ်ဒါဆိုလဲဒီဖရဲသေးကိုအစုံဆုံးပေါ့နော်ဒီမှာဆိုလဲဖရဲသေးတစ်လုံးဝယ်မယ်ဆိုရင်ဒီ grand လေးတော့ပြန်ချင်ရပါမယ်ဒီခွဲပြီးသားတွေလည်းရှိပါတယ်
ဒါဆိုရင်ဒီပန်းသီးတို့ဒီတစ်တော်သီးတို့ဖြစ်မဲ့ထင်တယ်သူကပုံစံလဲတူတယ်အမျိုးအစားလဲတူလုပ်တယ်ဆိုတော့ဒါလေးကိုအကုန်စုပြီးတော့ထားတယ်ထင်ပါတယ်ဒါကတော့ဒီမီးဖို့ကြောင့်နဲ့ဆိုင်မဲ့နေရာလေးထင်ပါတယ်ဒီအကုန်လုံးတော့မရိုက်ခဲ့တော့ဘူးဒီအဝေးရပဲနည်းနည်းပပရိုက်ဖြစ်ခဲ့လိုက်ပါတယ်ဒီမှာလဲဟင်ဒီဟီရွအစုံပေါ့နော်ကဲအဆုံးထိချစ်ပေးလို့တဦးတယောက်ချင်းစီကိုကျေးဇူးတင်ရှိပါတယ်နော်အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေအားလုံးပဲ good night ပါနော်ဒီနောက်ထပ်တင်မဲ့ blog လေးမှာပြန်လည်တွေ့ဆုံပါမယ်bye byeပါ